မင်္ဂလာပါကျွန်တော်ဒီတစ်ပတ်ဗီဒီယိုလေးကတော့ E73 ဗီဇာနဲ့ကိုရီးယားနိုင်ငံကိုရောက်ခဲ့ရင်အိမ်သူဇနီးမယားခေါ်ဖို့အတွက်နှစ်ချမ်းဒီဘက်ကိုရီးယားပချမ်းကလိုအပ်မဲ့စာတမ်းတွေအကြောင်းရဲ့မဘီဘမှာကြံခဲ့တဲ့ဒီကိုလာမဲ့မိသားစုကပြင်ဆင်ရမယ့်စာတမ်းတွေအကြောင်းရဲ့ဗီဇာလျှောက်ပုံလျှောက်နည်းတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြန်လည်ပြီးတော့ပြည့်စုံလို့မျှဝေပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကြော်ညာတစ်ခုအနေနဲ့ကတော့ဒီနှစ်မှာ E9 ဗီဇာနဲ့စာမိုးဝဲရှိပါတယ်လူဦးရေတိုးမြင့်သတ်မှတ်ပြီးတော့ခေါ်မှာဖြစ်ပါတယ်ဒီအကြောင်းနဲ့ဒီဗီဒီယိုလေးမှာစိတ်ဝင်စားဖို့တင်ပြထားပါတယ်ဒီမှာကြော်ညာကိစ္စလေးကိုရင်ဆုံးပြောလိုက်ပါမယ်မြန်လေးပြီးသွားအောင် E9 ဗီဇာစနစ် EPS စနစ်နဲ့စာမိုးဝဲကတော့ဒီနှစ်10လပိုင်းကျော်မှာလာမယ်လို့ကျွန်တော်ကြားသိရပါတယ်ဗျခေါ်မဲ့လူဦးရေကတော့ဒီနှစ်15000နဲ့900ကျော်ခေါ်မယ်လို့သတင်းရရှိပါတယ်အတိအကျဒီမှာလုပ်ငန်းမျိုးစားတွေကတော့ပုံမှန်တိုင်းပဲဆော်လိုရေးစိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းနဲ့ဝန်ဆောင်မှုလည်းဒီမှာပါပါလိမ့်မယ်ဗျဝန်ဆောင်မှုကတော့မင်္ဂလိတွေလည်းနည်းနည်းပါပါလိမ့်မယ်ရောက်အများကြီးတော့မဟုတ်ပါဘူးကျန်တဲ့အမျိုးသားဦးကတော့ခုနပြောတဲ့15000နဲ့900ကျော်ခေါ်မယ်လို့ကျွန်တော်သတင်းရရှိထားပါတယ်ဒီမှာကိုရီးယားနိုင်ငံရဲ့နှစ်စဉ်လူသမားလိုအပ်ချက်တွေကတော့နှစ်စဉ်ရှိနေတာပါဗျကုန်ထုတ်ကိုပဲထုတ်ကုန်ကိုပဲအားကိုးနေရတဲ့နိုင်ငံဖြစ်တဲ့အတွက်နိုင်ငံသားလူသမားတွေဆိုတာလဲတစ်နှစ်လိုအပ်ချက်ကြီးပဲရှိတာပါဗျပိုတယ်ဆိုတော့မရှိပါဘူးအဲ့တော့ E9 EPS နဲ့စူးစမ်းနေတဲ့ညီငယ်လေးအတင်းထားပါလုပ်စရာရှိတာလုပ်ပါဒီနေ့ရောက်ရင်တိုးမြင့်ပြီးတော့ခေါ်ပါလိမ့်မယ် E9 EPS နဲ့ရောက်လာတဲ့ညီကိုတွေကတော့ဒီမှာချီနေကောင်းမှုပဲရှိပါတယ်ဗျကျွန်တော်တို့ကြားသိရတဲ့သတင်းတွေရတော့ဒီရဲ့ရမယ့်ထပ်တိုးထားတဲ့ခွင့်ရေးတွေကတော့ကျွန်တော်ရှေ့ဗီဒီယိုမှာလည်းပြောထားပြီးသားရှိပါတယ်ဒီမှာရေရှည်လုပ်ဖို့အတွက်အစိုးရနေပြီးတော့မှအခုအားတင်းပြီးတော့မှအသေးအတန်တရားတွေကိုညှိနှိုင်းနေပါတယ်နှစ်ရှည်လုပ်ဖို့ကျွမ်းကျင်တဲ့အလဲရောက်နှစ်ရှည်လုပ်နိုင်ဖို့အတွက်အိမ်သူဇနီးမယားလည်း E9 ကိုခေါ်ပွင့်ပေးဖို့အတွက်သူတို့တွေညှိနှိုင်းနေပါတယ်ဗျတိတ်မကြောက်တော့ပါဘူးဒါတွေကလည်းအတီးဖြစ်တော့မှာပါဘာလို့လဲဆိုတော့ဒီ E9 ကအရင်တော့ကျွန်တော်ပြောသလိုပေါ့ဗျာ3နှစ်တစ်ခါနောက်တစ်ခါ1နှစ်နဲ့10လ4နှစ်နဲ့10လပြီးရင်အိမ်ပြန်ကြဒါမှမဟုတ်ပြန်လာခြင်းနဲ့ဆိုရင်နောက်တစ်ခါဆောင်းပွဲတွေထပ်စူးစမ်းပြီးတော့ပြန်ဖြည့်ဝရန်ထွေးနဲ့အဲ့လိုမျိုးပြန်လာတဲ့အတွက်လုံသမားတစ်ယောက်က2နှစ်3နှစ်တောက်လျှောက်လုပ်သွားမယ်ဆိုရင်ဘယ်လုံကမှဖြစ်ပါစေဒါကျွမ်းကျင်တယ်လို့သတ်မှတ်လို့ရပါတယ်ကျွမ်းကျင်နေပါပြီဗျဘယ်လိုလူမျိုးမဆိုအဲ့ဒီကျွမ်းကျင်လာတဲ့သူတို့ကတနေ့လောက်ခံပြီးပြန်လှုပ်လိုက်ရပြန်ပြီအဲ့ဒီကိစ္စတွေပေါ့ဗျာလုပ်ငန်းရှင်တွေကလည်းအသစ်တွေကိုထပ်တင်ပြီးကျွမ်းကျင်လာရင်အိမ်ပြန်ကြအဲ့လိုဖြစ်နေတဲ့အတွက်ဒီဥပဒေကိုသူတို့ရေးဆွဲခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ E73 ဗီဇာနဲ့အိမ်သူဇနီးမယားခေါ်မယ်ဆိုရင်အိမ်သူဇနီးမယားရဲ့သူတို့သတ်မှတ်ထားတာကတော့ကလေးပေါ့နော်အသက်မပြည့်သေးတဲ့18နှစ်အောက်ပေါ့အဲ့ဒီကလေး1ယောက်2ယောက်ရလို့ဒီဘက်ကတားမြင်ထားခြင်းမရှိပါဘူးကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပဲချိန်ဆပြီးတော့ခေါ်ရမှာပါဥပမာအနေနဲ့ကိုယ့်ရဲ့မျိုးသမီးတစ်ယောက်ရဲ့ကလေးတစ်ယောက်ရဲ့ခေါ်မယ်ဆိုရင်18နှစ်အောက်ကလေးတစ်ယောက်ရဲ့ခေါ်မယ်ဆိုရင်လိုအပ်မဲ့ဟာတွေကတော့ဒီဘက်ကကာယကံရှင်အမျိုးသားရဲ့လိုအပ်မဲ့ဟာတွေလက်ရှိလုပ်နေတဲ့ကုမ္ပဏီရဲ့ထောက်ခံစာပြီးတော့လက်ရှိလုပ်နေတဲ့ကုမ္ပဏီရဲ့ကုမ္ပဏီလိုင်စင်ပြီးတော့6လဝင်ငွေထွက်ငွေစရင်ကိုယ့်ရဲ့ဘဏ်ကတ်ထဲမှာဒီမှာကတော့လောက်ခလာတော့ဘဏ်ကတ်တွေနဲ့ရှင်းတာပါဘဏ်နဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့လောက်ခလာတာတွေဘဏ်နေပဲဒီတော့လက်ထည့်ပေးကြပါဗျအဲ့ဒီစရင်6လအထက်ပေါ့ဝင်ငွေထွက်ငွေစရင်အဲ့ဒါကြောင့်မို့ကျွန်တော်ရှေ့မှာလည်းပြောခဲ့ပါတယ်ဒီရောက်ပြီးတော့ E73 တစ်နှစ်ပြည့်အောင်လုပ်ပါတစ်နှစ်ပြည့်ပြီးတော့မှအိမ်သူဇနီးမယားခေါ်ဖို့ကြိုးစားလို့ရမှာပါဗျဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ record တွေမှာက6လထက်ဝင်ငွေဆက်ငွေစရင်ပြီးတော့တစ်နှစ်အတွင်းကိုယ့်ရဲ့ဘဏ်ကတ်ထဲမှာဝင်ငွေထွက်ငွေစရင်ဘန်စတိတ်မန်လို့ခေါ်ပါတယ်ဗျဒါကတော့ဘန်ကနေတွားယူရမယ်အပိုင်းတွေပါနောက်တစ်ခုကတော့နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့တစ်နှစ်မှာစောင့်ထားတဲ့အခွန်စာရွက်တွေရဲ့အဲ့ဒါတွေကတော့ကျွန်တော်တို့လုပ်နေတဲ့ကုမ္ပဏီရုံးခန်းတွေရောထုတ်ပေးပါတယ်ကုမ္ပဏီရုံးခန်းထုတ်ပေးရမယ်အပိုင်းတွေကတော့ခုနကုမ္ပဏီနဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့ဗျာကုမ္ပဏီဘက်ကကျွန်တော်တို့ရဲ့ HR လို့ခေါ်တဲ့ဒီမှာတော့ချွန်မှုပေါ့ဗျာအလုပ်သမားရေးရောက်ဂိုင်းတဲ့ဖွဲ့ကကျွန်တော်တို့ဂိုင်းတဲ့လူကြီးကဘာထုတ်ပေးမလဲဆိုတော့အဲ့လိုကိုဘက်ကခေါ်ရှင်တဲ့အိမ်သူစနီးမြောက်ခေါ်ရှင်သူတို့ကလည်းသိပါတယ်ဗျE73 နဲ့ဆိုရင်ခေါ်မယ်ဆိုရင်သူတို့ဘက်ကထုတ်ပေးရရှိတဲ့စာအုပ်စာတွေအကုန်ထုတ်ပေးပါတယ်သူတို့ထုတ်ပေးနိုင်တဲ့စာရိုက်တွေကတော့ကုမ္ပဏီလိုင်စင်ကုမ္ပဏီနဲ့ကျွန်တော်တို့နဲ့ချုပ်ထားတဲ့အလုပ်စာချုပ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီနဲ့လုပ်ထားတဲ့ကုမ္ပဏီထောက်ခံစာဘဏ်နဲ့ပတ်သက်တဲ့ဟာတွေကတော့ခုနကျွန်တော်ပြောတဲ့6လရဲ့ဝင်ငွေထွက်ငွေတွေရဲ့ခွန်ဆောင်ထားတာတွေခွန်ကြွေးချံရှိမရှိရဲ့ပြီးတော့ဒီတစ်နှစ်အတွင်းမှာကျွန်တော်တို့ဘဏ်ထဲမှာမသုံးမဲနဲ့ရှုံးမနီးပြထားပါမယ်300ထပ်ပေါ့ဗျာအဲ့100ထပ်သိန်းပတ်စံကတော့ထုတ်သုံးလို့မရပါဘူးအဲ့ဒါကိုရှုံးမနီးနေနဲ့ကျွန်တော်ဘဏ်ကတ်ထဲမှာထည့်ထားမှာဖြစ်ပါတယ်ဘဏ်နဲ့ပတ်သက်တဲ့ငွေဝင်ငွေထွက်တွေအခွန်ဆဲနေရတော့ဘဏ်ကိုကျွန်တော်တို့သွားပြီးတော့ယူရမှာဖြစ်ပါတယ်အဲ့ဒါကိုဘဏ်စတိတ်မန်လို့ခေါ်ပါတယ်ဗျအဲ့လိုမျိုးဘာမှကိုကပြောဆိုပြီးတော့အဲ့လိုအကြောင်းပြောပြီးတော့ကျွန်တော်ဒါတွေပါလိုချင်တယ်ဆိုတော့ဘဏ်အလွယ်တကူပဲထုတ်ပေးပါတယ်ဗျဒီမှာတော့နောက်တစ်ခုအရေးကြီးဆုံးချက်ကတော့ဒီမှာဖိတ်ခေါ်စာပါ
ကိုယ့်ရဲ့ industry မြောက်လှမ်းခေါ်ဖို့ဖိတ်ခေါ်စာရေးတာဖြစ်ပါတယ်ဗျကိုယ်တိုင်ကျွန်တော်တို့လုံးဝမရေးတတ်တဲ့အရာတွေပါဒါတွေကတော့အခုဆိုတော့ AI နဲ့ရေးခိုင်းတာတွေရှိပါတယ်အကျိုးဆောင်တွေလည်းအများကြီးပေါ်နေပါပြီအဲ့ဒီအပိုင်းတွေရဲ့ခုနအထက်မှာဖော်ပြတဲ့လိုအပ်ချက်တွေအချက်လက်တွေရဲ့ကိုတချို့အရာတွေကိုယ်တိုင်လုံးဝမှာရှိပါတယ်ကိုကုမ္ပဏီနဲ့တောင်းရမယ့်စာအပိုင်းတွေပြီးတော့ဘဏ်ကိုသွားပြီးတော့လုံးဝမယ့်အပိုင်းတွေကိုယ်တိုင်လုံးနိုင်စွမ်းရှိပါတယ်ဗျကိုယ်တိုင်လုံးနိုင်စွမ်းသိပြီးတော့မတတ်တာတဲ့ဟာကတော့ဖိတ်ခေါ်စာရေးတာရဲ့ပြီးတော့လာဝကကိုခဏသွားတာဒီ immigration ကိုသွားရတဲ့ဟာတွေကကျွန်တော်တို့အလုပ်ဖြတ်ပြီးခဏသွားလို့အဆင်မပြေပါဘူးဗျအဲ့အတွက်ကျွန်တော်ဒီမှာအကောင်းဆုံးကြံပေးချင်တာကတော့အကျိုးဆောင်သုံးပါပါလိမ့်မယ်အများကြီးမကြပါဘူးကျွန်တော်တို့ဒီမှာကျွန်တော်တင်ငယ်ချင်းတွေခေါ်ထားတာကတော့အကျိုးဆောင်နဲ့ခေါ်တာကတော့ဒေါ်လာ250ဒီလောက်ပဲကြပါတယ်ဗျဒေါ်လာ200ထက်ဆုံးပဲကြပါတယ်ဗျမငွေနဲ့အခုဈေးနဲ့ဆိုရင်ဗျ9သိန်း10သိန်းပေါ့အဲ့လောက်ပဲကြပါတယ်အကျိုးဆောင်တဲ့လုပ်ချင်းအဖြစ်ဘာအားတာလဲဆိုတော့ကိုကရှေ့မှာအလုပ်လုပ်နေနေအလုပ်ကိုဖြောင်းအောင်တန်းလုပ်လို့ရတယ်တော့ကြာအလုပ်ဖြတ်ပြီးရုံးခဏသွားဟိုရုံးသွားဒီစက်ကောင်သွားဒီလာဘကရုံးသွားအဲ့ဒါတွေကသူတို့လုပ်ပြပါတယ်ဗျလုပ်ပြီးသူတို့ကနေနောက်ကနေမှကိုရုံးရမယ့်တောင်းမဲ့ဟာကိုငါမောင်ကြီးဗာလေးတော့တောင်းပေးငါညီဗိစာလေးတော့သွားတောင်းပေးသူတို့ခိုင်းတဲ့တိုင်ကလှုပ်နေအောင်လှုပ်ပြီးတော့လိုအပ်တဲ့ချစ်လက်ကိုသူတို့ရှီကိုပို့ပေးသူတို့ကဒီမှာသူတို့ရဲ့အကျိုးဆောင်ရဲ့လုပ်เสียရှိတာကိုသူတို့လုပ်တယ်ခုနဖိတ်ခေါ်စာတွေပါသူတို့ရေးတယ်ကျွန်တော်တို့ပြီးတော့မှဗမာပြည်ရဲ့တန်ရုံးကိုသူတို့ပို့เสียရှိတာပို့တယ်အိမ်ကိုလည်းသူတို့ကျွန်တော်တို့ဇနီးမယားထံကိုလည်းလိုရတဲ့စာစမ်းတွေကိုလှမ်းပို့တဲ့အလုပ်ကိုသူတို့ကလုပ်ပါတယ်ဗျအဲ့တော့အများကြီးလွယ်ကူချုံမွေးပါတယ်ဈေးလည်းအဲ့လောက်တော့မကြီးပါဘူးဗျကိုယ်တိုင်လုပ်မယ်ဆိုရင်တော့တော်တော်လေးလှုပ်ရှုပ်ပါတယ်အဲ့ဒီတော့အချိုးဆောင်သုံးခြင်းအဖြစ်ဒီဘက်ချမ်းဟိုဘက်ချမ်းပေါ့ဗျာဒီဘက်ချမ်းဟိုဘက်ချမ်းကိုသူတို့တာဝန်ယူပြီးလုပ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီကိုရီးယားဘက်ချမ်းကလောက်ရမယ့်စာစမ်းအကြောင်းကတော့ကျွန်တော်ပြည့်စုံရှင်းပြပြီးသွားပါပြီအဲ့တော့ဗမာပြည်ဘက်ကလောက်ရမယ့်စာစမ်းကကျွန်တော်တို့ဒီမလာခင်တွေကလက်ထပ်စာချုပ်ဆိုတာရှိပါတယ်လက်ထပ်စာချုပ်ကရိုးစာချုပ်မရပါဘူးဗျကျွန်တော်တို့နေတဲ့မြို့နယ်မရပါဘူးခရိုင်ရုံးမှာလက်ထပ်ထားတဲ့ခရိုင်တရားရုံးမှာလက်ထပ်ထားတဲ့စာချုပ်ဖြစ်ရပါမယ်ပြီးတော့ကလေးရှင်ကလေးရဲ့မွေးစင်းကိုမွေးစင်းအပြင်ကိုအိမ်သူဇနီးမယားရဲ့ကိုရဲ့ကလေးရဲ့ဆိုတဲ့တကောင်စင်းခွဲထွက်တဲ့တကောင်စင်းရှိရပါမယ်တကောင်စင်းရဲ့ခရိုင်ရုံးမှာလောက်ထားတဲ့လက်ထပ်စာချုပ်ရဲ့ကလေးရဲ့မွေးစင်းပြီးတော့ကလေးကဘာမှကြောင်းတက်နေတယ်ဆိုရင်အဲ့ကြောင်းရဲ့ရှိတဲ့ထောက်ခံစာထွက်စာဒါတွေလိုပါမယ်အဲ့ဒါတွေအားလုံးကို notary ပြန်ရပါမယ်ဗျအဲ့ဒီမှာကျွန်တော်တို့ဒီဘက်ချမ်းမှာကိုရီးယားဘက်ချမ်းမှာလိုအပ်ချက်တွေတခုကျွန်တော်ကြံခဲ့ပါတယ်အဲ့ဒါလေးကတော့ခုနအရေးကြီးနံပါတ်1အရေးကြီးဆုံးကတော့ဖိတ်ခေါ်စာဖြစ်ပါတယ်နံပါတ်2အရေးကြီးဆုံးကတော့အိမ်ငှားဖြစ်ပါတယ်ဗျဒီဘက်ကကိုအိမ်သူခေါ်မဲ့ပုဂ္ဂိုလ်ကကာယကရှင်ကအိမ်ငှားထားပါဗျသူတို့မလာခင်အိမ်ကိုငှားဖို့ငှားထားပါမယ်ကျွန်တော်တို့ကဒီမှာလောလောဆယ်အများနဲ့နေတဲ့အိမ်ဖြစ်ပါတယ်ဗျ2ယောက်တန်းဒီ3ယောက်တန်းဒီ4ယောက်တန်းဒီလိုသူတို့စုထားတာဖြစ်ပါတယ်ဗျအဲ့ဒီမှာနီလန်နှမျိုးရှိပါတယ်ဒီမှာကျွန်တော်တကယ်ရင်းနေကိုတွေလှုပ်သွားတဲ့နီလန်ကတော့သူတို့ကဟိုမှာဗမာပြည်ကဗီဇာလျှောက်တဲ့အိမ်သူကဗီဇာအောင်မှမသိမအောင်မှမသိပဲနဲ့အိမ်ငှားထားရင်ကော့တွေတက်ပါတယ်အကုန်ကြတွေပြားပါတယ်အဲ့ဒီအတွက်ကြောင့်သူတို့ကလက်ရှိနေတဲ့တိုက်ခန်းမှာလူရှင်းတဲ့ချိန်ကိုသူတို့ကတကယ်ရင်းနေရှိတဲ့ခဏအပြင်ထွက်ပြီးပေါ့ဗျာအဲ့ဒီချိန်မှာလက်ရှိနေတဲ့အိမ်ကိုအိမ်ခန်း3ခန်းပါတယ်2ခန်းပါတယ်2ခန်းမှာရေချိုးခန်းအေခန်းဘယ်လောက်ကျဲတယ်အဲ့ဒါတွေသူတို့တိုင်းထွာပြီးဓာတ်ပုံတွေရိုက်ပြီးတော့ကျွန်တော်ပြောတဲ့အကျိုးဆောင်ပို့ရပါတယ်အကျိုးဆောင်တွေမှာအိမ်သူဇနီးမယားထံတန်ယုံအဲ့ဒါတွေကိုချိတ်ဆက်ပြီးတော့သူတို့ကအဲ့ဒါလည်းလိုပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ဗမာပြည်ဘက်ကအခုဆိုရင်တက္ကသိုလ်ရိပ်သာလမ်းထဲမှာရှိတဲ့တက္ကသိုလ်ရိပ်သာလမ်းထဲမှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာကိုရီးယားတန်ယုံကအဲ့ကိုကျွန်တော်ဇနီးမယားသွားပြီးဆိုရင်ခုနကျွန်တော်ပြောတဲ့စာဝတ်စာတမ်းတွေအားလုံးယူသွားရတဲ့အပြင်ကိုဒီအိမ်ငှားကိစ္စကိုလည်းတိကျကြည့်ပါတယ်ဗျဒီငှားထားတဲ့အိမ်ကတာမိတာဖ3ယောက်ဒါမှမဟုတ်လည်း4ယောက်ဒါမှမဟုတ်2ယောက်နေဖို့တင့်တော်ရဲ့လားမတင့်တော်ဘူးလားဒါကိုလည်းသူတို့ကကြည့်ပါတယ်ဗျဒါကလည်းအဓိကကြတဲ့အချက်ပါအဲ့ဒါရဲ့ရှိုမန်နီရဲ့ဝင်ငွေထွက်ငွေရဲ့ကြည့်ပါတယ်ဗျယောက်ျားလုပ်တဲ့လူရဲ့ဝင်ငွေထွက်ငွေကဒီတာမိတွေကိုထားဖို့အတွက်ကာဗာဖြစ်ရလားဒီနိုင်ငံမှာဒါတွေကိုလည်းသူတို့ကစစ်ပါတယ်ဗျတကယ်လို့သူတို့စစ်တဲ့အချက်ဒီမှာလိုအပ်ချက်တွေရှိလို့ဗီဇာကိုပယ်ချလိုက်မယ်ဆိုရင်တစ်ခါပယ်6လကြာပါတယ်အဲ့ပယ်လိုက်လို့ကြာသွားရင်6လထိုင်ဆောင်ရပါတယ်6လပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့ကြိုးစားရပါတယ်ဗျဟိုဘက်ဒီဘက်ပြန်ပြီးတော့ဒီမှာအချိုးဆောင်ရဲ့ခန်းကဏ္ဍကတော့သူတို့ကိုယ်တိုင်တော့တန်ရုံးလိုက်ဝင်ပေးလို့မရပါဘူးဗျသူတို့ကတော့ကောင်းဆုံးလုပ်ပေးတာပေါ့စာဝစရန်ကိစ္စတွေဘာတွေလိုအပ်တယ်ဗီဇာမအောင်ပေါ့ဗျညှစ်ပြီးတော့တွန်းပေးတာပေါ့ပြည့်စုံသူတို့ကတော့ပြောပြနေပါတယ်ဘာသာရလန်တောင်းဘာသာရတောင်းဘာတွေလုပ်အဲ့လိုအပ်တဲ့ဟာတွေအကုန်လုံးကိုဗမာပြည်ဘက်ကအင်ဒိုစီနီးမီးယားကင်ပြီးတော့တန်ရုံးကိုကိုယ်တိုင်သွားရှောက်ရပါတယ်အဲ့ချိန်မှာလဲရင်ကြီးနဲ့လုံးချုံကောင်းမဝတ်သွားဖို့လဲအကြံပေးခြင်းပါတယ်ဗျဒါကလည်းအရန်ရေးကြည့်ပါတယ်ဗျဟိုကလူအစားဆုံးကြည့်ပါတယ်ဗျဒါသွားခဲ့တဲ့ကျွန်တော်တငယ်ချင်းတွေအမှုသမီးကြီးပြောပြချက်အရာပါဗျစကားပြောတာလဲယဉ်ကျေးရမယ်ဝတ်သွားတာလဲ AACC နဲ့အဲ့လိုလေးရှိရမယ်ပေါ့ဗျာဟိုတဒါအောင်ပေါ့သူတို့ခွင့်မပြုရင်ဘာမှလုပ်မရတဲ့ကိစ္စပါဗျအဲ့တော့ဒီမှာလက်တွေ့ခေါ်ထားတဲ့ကျွန်တော်တငယ်ချင်းတွေလုပ်ပုံကတော့အဲ့လိုမျိုးပြည့်စုံအောင်လုပ်ကြတယ်စာဝတ်စာတမ်းတွေကိုပြင်ဆင်ကြတယ်ပြင်ဆင်ပြီးတော့ဟိုဘက်ကလည်း
okay ပြီဗီဇာအောင်ပြီဆိုရင်ကျွန်တော်လေလက်မှတ်ဝယ်လို့ရပါပြီအဲ့လိုအောင်ပြီဆိုတော့မှဒီဘက်ကကျွန်တော်တကယ်ချင်းနေအိမ်ကိုငှားတာပါဗျသူတို့မိသားစုနေမဲ့အိမ်ကိုငှားတာပါအဲ့ဒီမှာလာပါပြီဗျကုန်ကြစေကဲရောက်ပြီပြထားပါတော့လေလက်မှတ်ဝယ်ပြီလေလက်မှတ်ဝယ်တာတော့လေလက်မှတ်ပေါ့သူခက်ကလာပေါ်သေးတိုင်းကုန်မယ်ဒါကတော့တစ်ခါကိုဝင်ပြီပေါ့ဗျဒီဘက်ရောက်လာပြီ okay ကျွန်တော်ဒီမှာနမူနာအနေနဲ့2ယောက်နဲ့ကျွန်တော်ဥပမာတွက်ပြပါမယ်ကိုရဲ့ဇနီးမယားရဲ့ကလေးတယောက်ရဲ့ပါလာပြီအဲ့တော့ပါလာတဲ့ကလေးက၄နှစ်အောက်ဆုံးတော့ပြန်စားမရှိဘူးကြောင်းထားလို့ရပါတယ်မူချိုကြောင်းလေးတွေဒီမှာရှိပါတယ်၄နှစ်အထက်ဆိုရင်တော့ဒီမှာမဖြစ်မနေအစိုးရကြောင်းကိုထားရပါမယ်ဒီမှာကုန်ကြငွေတွေကပ်ပါလာပါပြီကျွန်တော်ဒီမှာကလေးကိုအရင်ဆုံးရှင်းပြပါမယ်ကလေးကဒီမှာကြောင်းထားဖို့က3မျိုးရှိပါတယ်အစိုးရ public school ရှိသလို private school တွေကိုပိုင်ကျောင်းတွေရှိပါတယ်ပြီးတော့ international school ရှိပါတယ်သူ့ရဲ့အစားအစာကုန်ကြငွေတွေကတော့အစိုးရကျောင်းမှာထားမယ်ဆိုရင်တော့လက်ကားနီးပါဘာမှမပေးရတလောက်ပါပဲဗျဝေစားဖို့ပါညာအဲ့လောက်ပဲကုန်ပါတယ်ဗျတခြားဒါမှမဟုတ်ဘူးဝင်ငွေကောင်းတဲ့ပါညာဆိုရင်တော့ private school ထားခြင်းတော့တစ်မျိုးစီရ international ထားခြင်းတယ်ဆိုတော့စီရတစ်မျိုးပေါ့ဗျာအမှကုန်ကြငွေတွေလာပါပြီသူတို့ဇနီးမောင်နှံရဲ့ကလေးနဲ့ခေါ်တဲ့ဇနီးရဲ့ကလေးရဲ့အတွက်ကကျွန်တော်တို့ဒီရောက်ချင်းတလာခွဲတွင်းမှာသူတို့အတွက် ID card လောက်ရပါတယ်သူတို့ရမယ့် ID card နံပါတ်ကတော့ Up3 ဆိုတဲ့မီခိုဗီဇာဖြစ်ပါတယ်ဗျဒီ ID card လုံးမဲ့အပိုင်းနေကြတော့အကျိုးဆောင်မလို့တော့ပါဘူးဗျလွယ်သွားပါပြီဗျကိုယ်တိုင်တားပြီးနှစ်ယောက်ဒါစီနဲ့ဖြစ်တင်ခေါ်ပါပြီးတော့မှကိုယ်တိုင်လာဝကရုံသွားပြီးတော့မှ ID card လုပ်ချင်တယ်သူတို့တောင်းတဲ့ passport စာရွက်စာတမ်းအချက်လက်တွေပြလိုက်တာနဲ့သူတို့ကတပတ်အတွင်း ID card ထွက်အောင်လုပ်ပေးပါတယ်သူတို့နှစ်ယောက်ကိုကလေးနဲ့မိန်းမအတွက်ကို Up3 ဆိုတဲ့ ID card ထုတ်ပေးပါတယ်အဲ့ဒီ ID card ရတော့မှသူတို့အတွက်ဖုန်းကတ်လျှောက်လို့ရပါတယ်ဘဏ်အကောင့်ဖွင့်ပေးလို့ရပါတယ်ကျမကြီးအာမခံတင်ခြင်းလည်းတင်လို့ရပါတယ်ဒါကတော့မီခိုဗီဇာနဲ့လောက်ရမယ့်ဟာတွေပါဗျအဲ့ဒီမှာမီခိုဗီဇာရဲ့ခွင့်ရတော့ကလေးကတော့ Up3 Up3 ID card နဲ့သူအောင်ကြောင်းတက်တာကလေးကိစ္စမြို့သမီးကြတော့မီခိုဗီဇာဖြစ်တဲ့အတွက်တရားဝင်လုပ်ခွင့်မရှိပါဘူးယောက်ျားရဲ့လှုပ်ရှားတစ်ခုပဲရှိမှာပါဒါကိုလည်းထည့်တော့မှာပဲဗျယောက်ျားက E73 ဖြစ်တဲ့အတွက်သူ့ကိုမီခိုပြီးတော့ E7 တက်တန်းတိုးတဲ့လျောက်မှာ Up3 ဗီဇာနဲ့လိုက်ပြီးတော့တိုးနေလို့ရပါတယ်ဗျဘာအမှုခင်းမှလည်းယောက်ျားဖြစ်တဲ့လူကမဖြစ်ဘူးအခွန်လည်းမရှောင်ထားဘူးပုံမှန်ခွန်ဆောင်နေတရားဥပဒေနဲ့လည်းညီအောင်နေတယ်ဆိုရင်တော့သူ့နောက်ကိုလိုက်ပြီးတော့ခုန2ယောက်က Up3 ဗီဇာနဲ့လိုက်ပြီးတော့တိုးပြီးတော့နေုံပါပဲဗျနှစ်ဘလောက်ရေလို့တော့ကန့်သက်ထားခြင်းလောလောဆယ်မရှိပါဘူးအဲ့တော့ကျွန်တော်တို့အိမ်ငှားကနေစပြီးတော့ကုန်ကြငွေလေးကျွန်တော်ဒီမှာတွက်ပြပါမယ်အကြမ်းမြင့်ကျွန်တော်တို့သူတို့လာဖို့အတွက်အိမ်ငှားပြီးဆိုရင်စဘောကအခုလောတဲ့ကျွန်တော်ရောက်ကွက်မှာက320တင်ရပါတယ်ကိုရီးယားဝန်320စဘောငွေတင်ရပါ20တန်ရှိတယ်ဗျ15သိန်းတန်ရှိတဲ့စဘောတင်ရတဲ့ဟာကဒါကတော့စဘောကတော့ပြန်ရမယ်ပတ်စံပေါ့ဗျာထားပါတော့အဲ့ဒီတော့ကျွန်တော်မဖြစ်မနေကုန်မဲ့ဟာကလာစဉ်ဒီမှာအနည်းဆုံးအိမ်ငှားကကိုကတိုက်ခန်းငှားမယ်3ယောက်စာတိုက်ခန်းငှားမယ်ဆိုရင်4သိန်းခွဲနေဆုံးပါဗျာ4သိန်းခွဲတန်ရှိတယ်5သိန်းခွဲတန်ရှိတယ်6သိန်းတန်ရှိတယ်5သိန်းတန်ရှိတယ်ပေါ့ဗျာအဲ့လိုအစားရှိတယ်အဲ့ဒါဟိုမှာရေဖို့ကတ်ဖို့နဲ့ဆိုရင်ကျောင်းရှိမှာရေဖို့မှုပေါ့ဗျာဒီမှာတော့ကတ်ဖို့ပေါ့အဲ့ဒါဆိုရင်4သိန်းခွဲပဲထားပါတော့4သိန်းခွဲတန်တိုက်ခန်းတစ်ခန်းဒီကျွန်တော်တို့တစ်လအနည်းဆုံး6သိန်းတော့ကြာပါတယ်6သိန်းနဲ့တွက်မယ်ဆိုကျွန်တော်ဗမာငွေ6သိန်းလေး18သိန်းပဲထားပါတော့ဗျာ18သိန်း18သိန်းဒါကတော့အိမ်မှာတင်ပြီးသွားပါပြီအိမ်လာစားနေတယ်ဒါကတော့ပုံမှန်ပတ်စံပါအဲ့တော့ထားတစ်လကိုအိမ်လာကတပ်ပရဏတော့အပီစီရေမိပါ6သိန်းရေပြီးတော့ကျွန်တော်3ယောက်စားမိုင်ခေါ်တဲ့လူ3ယောက်စားမိုင်ထားပါတော့6သိန်းနောက်ထပ်10သိန်းထပ်3ယောက်စားမယ်စီကချွေတာနဲ့စားမယ်ဆိုရင်5သိန်း3ယောက်စားမယ်ဆိုရင်5သိန်းကလေးတွေဝေစားနေဆိုတော့6သိန်း9သိန်းပေါ့ဗျာထားပါတော့ကျွန်တော်တို့အမှ6သိန်းပဲထားကြပါစို့စားစိတ်က6သိန်းနဲ့ကျွန်တော်လောက်အောင်စားကြည့်မယ်အိမ်သားစား6သိန်း12သိန်းကုန်ပါလိမ့်မယ်တစ်လောက်ဒီ12သိန်းကတော့မဖြစ်မမေကုန်မဲ့ပတ်စံလို့ကျွန်တော်တွက်ကိုတတ်ထားရမှာဗျအမှယောက်ျားလုပ်သူကတစ်လောက်ဘယ်လောက်ရလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့လောလောဆယ်လက်ရှိကျွန်တော်တကယ်ချင်းနေအခုရတဲ့လာစားကတော့ကျွန်တော်တို့ ਨੇ အတူတူပေါ့ဗျာမဖြတ်ခင်မတောက်ခင်25သိန်းပတ်ချလဲဝင်ပါတယ်26သိန်းပတ်ချလဲဝင်ပါတယ်အလောက်ကလည်းပုံမှန်သွားနေပါတယ်အဲ့တော့ဖြတ်ပြီးတောက်ပြီးကို21သိန်းကြာပါတယ်ဗျဒီ21သိန်းနဲ့ကခုနကျွန်တော်တို့12သိန်းနှုတ်မယ်ထားပါတော့ကျွန်တော်ကိုရီးယားငွေ9သိန်း10သိန်း8သိန်းပေါ့ဗျာနည်းနည်းအသုံးများသလိုပေါ့အနည်းဆုံးတော့8သိန်း9သိန်းကြာပါလိမ့်မယ်ဒါကျွန်တော်ပြောတဲ့စားစိ6သိန်းဆိုတာကရိုင်းရိုင်းစားလို့မရပါဘူးစနစ်တကျနဲ့စားမှရပါလိမ့်မယ်ဒါကိုတွက်ပြတာပါအဲ့အတွက်ကျွန်တော်တို့ဂျန်နဲ့8သိန်း9သိန်းပဲကျွန်တော်တို့စုနိုင်မှာပါကိုရီးယားဝမ်နဲ့ဒါကတော့မဖြစ်မနေလက်ရှိမှာဖြစ်နေတဲ့အမှန်တရားပါအဲ့တော့ခေါ်ရမယ့်လုပ်ငန်းစဉ် process လေးတွေရေရောက်လာရင်ကုန်မဲ့ဟာတွေရေကိုကျွန်တော်ပြပြစုံစုံရှင်းပြသွားတာပါ
ဒီမှာမှ okay ကိုကပို့ပြီးတော့လည်းပတ်စံစုခြင်းနဲ့မိမကလည်းလောက်ခိုင်းခြင်းနဲ့ဆိုရင်တော့အမျိုးသမီးဘက်ကနေပြီးတော့ဗီဇာပြောင်းပါလိမ့်မယ်ဗျသူတို့ဘက်ကလိုအပ်တဲ့စာမိုးဝဲတွေဖြေရပါလိမ့်မယ်ဘာသာစကားကျွမ်းကျင်တဲ့ level ဆင့်နေမိဘကဖြေရပါလိမ့်မယ်ဖြေပြီးတော့မှဒီ app 3ကနေပြီးတော့မှမြင့်တဲ့ဗီဇာကိုပြောင်းလို့ရပါတယ်ဗျအဲ့လိုပြောင်းတော့မှအဲ့ဒီစာမိုးဝဲတွေအောင်တော့မှလိုအပ်ချက်တွေကိုဒီရောက်မှထပ်လေလာပြီးတော့ဖြေမယ်အောင်မယ်ဆိုရင်တော့အမျိုးသမီးရဗီဇာပြောင်းလို့ရပါတယ်ပြောင်းသွားရင်တော့ဒါလုံးလုံးခွင့်ရတဲ့ဗီဇာဖြစ်သွားပါပြီဗျအဲ့ကြလို့နှစ်ဦးလုံးလုံးမယ်ဆိုရင်ကလေးကိုလည်းကြောင်းထားမယ်ဆိုရင်တော့ပိုရှမ်းဖို့တော့ရှိပါတယ်ဗျပိုပြီးရဖို့တော့ရှိပါတယ်ဒါမှမဟုတ်လို့မိခိုးနဲ့ပဲ ACC နေမယ်အိမ်မှာပဲနေမယ်ကလေးကိုလည်းကြောင်းထားမယ်ယောက်ျားလောက်စားတစ်ခုတည်းနေမယ်ဆိုရင်တော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့လောက်ပဲစုနိုင်ပါပါအဲ့တော့ကိုကတလားတဲ့မဟုတ်ပါဘူးနှစ်လမဟုတ်ပါဘူးနှစ်ရှည်လာများအတူတူနေမယ်အတူတူသွားမယ်ဆိုရင်တော့လှုပ်ရှားရှိရလောက်ရပါလိမ့်မယ်အခုတွေကလည်းခေါ်ဖို့မခေါ်ဖို့ကိုယ့်ကိုစဉ်းစားဖို့ကြံပေးခြင်းပါတယ်အခုဆိုရင်ကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံရဲ့ခေါ်ချဲဆိုတဲ့မြို့လေးမှာကျွန်တော်တို့ E73 ဗီဇာနဲ့ကျွန်တော်တို့ဒီမှာတင်မောချင်းကိုပြီးခိုးပြီးတော့လုတ်ကင်နေတဲ့မြို့လေးမှာပါမြန်မာ E73 နဲ့မြန်မာအမျိုးသား E73 ဗီဇာနဲ့ရောက်နေတာဆိုရင်ကျွန်တော်ရောက်200ကျော်ဝန်းကျင်ရှိပါတယ်ကျွန်တော်တို့အပါဝင်အဲ့ဒီမှာမှ E73 ရဲ့ရပိုင်ခွင့်အရာအိမ်သူဇနီးမယားနဲ့ကလေးခေါ်တာဆိုလို့လင်မယား3တွဲပဲရှိပါသေးတယ်ဗျာကျွန်တော်တင်ငယ်ချင်း2ယောက်ရဲ့နောက်တစ်ယောက်ကတော့ကျွန်တော်တိတ်တော့မခင်ပါဘူးသူကတော့ကလေးမပါဘူးအသက်ကြီးမှယူထားတဲ့တွဲဒီ3တွဲတော့ရောက်နေပါပြီဘာလို့ဒီလောက်ရောက်200လောက်မှဒီလောက်ပဲရောက်လဲဆိုတော့အကုန်လုံးကလည်းခွန်ကြီးစိတ်ရှိနေတဲ့လူတွေမဟုတ်ပါဘူးဘာလို့လဲဆိုတော့အချင်းနေမျိုးပေါ့ဗျာနောက်ကမိသားစုကလည်းမလာချင်တဲ့ရေစိမ်းမြေစိမ်းအစားအစိမ်းမှာရင်ကြီးမှုမတူတဲ့နေရာမှာဒါလည်းပါမယ်ပြီးတော့ကုန်ကြငွေတွေကကျွန်တော်တွက်ပြတဲ့ဟာတွေပတ်စံစုနိုင်မှုမစုနိုင်မှုနည်းသွားမယ်များသွားမယ်ဟာတွေပေါ်မှာတယောက်နဲ့တယောက်ချိန်ပြီးတော့ခေါ်ကျင်တဲ့လူရှိသလိုမခေါ်ကျင်တဲ့လူလည်းရှိပါတယ်ဗျာမိတို့ပင်ဆိုတီကမူမိသားစုဆိုတာကတော့အတူတူနေကျင်ကြတဲ့လူတွေကြီးပါပဲဗျကျွန်တော်ပြောချင်တာကတော့ဒါပေမဲ့မခေါ်တဲ့လူတွေကလည်းမနေကျင်လို့မဟုတ်ပါဘူးခုနပြောတဲ့တွက်ကချက်ကချိန်ရမယ်ရေတို့ရေရှည်တွေခေါ်တဲ့လူကလည်းသူ့ဟာနဲ့သူပေါ့ဗျာမခေါ်တဲ့လူကလည်းသူ့ဟာနဲ့သူတွက်ကိန်းတွေနဲ့ရှိပါတယ်ဗျဒီလိုပုံမှန်မူတည်ပြီးတော့ဒီလောက်ရောက်200ဝန်းကျင်မှာ3ဦးပဲရောက်သေးတာပါဒါကတော့ကိုယ့်ကိုစဉ်းစားရမယ့်ချက်တွေပါဗျဒီဗီဒီယိုလေးမှာကျွန်တော်ဘောနက်အနေနဲ့ကျွန်တော်တို့နေတဲ့ပတ်ဝန်းကျင်လေးရဲ့လက်ရှိကျွန်တော်တို့တော်လာလှုပ်ရှားနေတဲ့ပတ်ဝန်းကျင်နေနေတဲ့တိုက်ခန်းကြီးအကြောင်းကိုကျွန်တော်ဘောနက်အနေနဲ့ဟိုးသူရအနေနဲ့ဒီဗီဒီယိုလေးမှာထည့်ပေးထားပါတယ်ဒီရကတော့အမိုက်တော်တဲ့နေရာဖြစ်ပါတယ်အမိုက်တော်တဲ့နေရာကျွန်တော်တို့ဒီရလေးကတော့ဆက်လက်တောက်တဲ့အခန်းလေးဒီရကတော့ကျွန်တော်တို့ပေးထားတဲ့ကျွန်တော်တို့နေတဲ့အဆောင်ပေါ့တစ်ဆောင်ဒီမှာကတိုက်ခန်းတစ်ခုဟိုနောက်မှာကတိုက်ခန်းတွဲပေါ့နော်ဒီနှစ်တွဲမှာနေရတယ်ဟိုနောက်ကအတွဲမှာတော့9လွှာမှာမြန်မာလောဆယ်2ယောက်ရှိပါတယ်ကျွန်တော်တို့ဖွဲ့ကဒီမှာတော့ကျွန်တော်တို့100တင်မှာ6လွှာမှာကျွန်တော်တို့ဖွဲ့3ယောက်နေပါတယ်ဒါကျွန်တော်တို့နေရတဲ့မြို့လေးရဲ့ view ပေါ့ဗျာဒီမှာမိုက်တော်တဲ့နေရာကိုကျွန်တော်နည်းနည်းလေး sharing လုပ်ပါမယ်စနစ်တကျဒီမှာတုံထားပါတယ်ပလတ်စတစ်ကပလတ်စတစ်ဒီကဖော့ကွက်တွေကော်ကွက်တွေကဒီမှာကဖော့ကြီးပဲတက်တက်ဟောဒီမှာဘီယာဘူးတန်ဘူးနဲ့ပတ်သက်တဲ့ဟာဒီမှာကစက်ကူပုံးကတ်ထူနဲ့မီးလောင်လွယ်တဲ့ဟာတွေကဒီမှာတက်တက်ပုံသွားပါတယ်ဟိုမှာကကော်ဘူးဒီကတော့ကျွန်တော်တို့ရှိမှာတော့ဝက်စာပုံးပေါ့ဗျာအစာပုံးဒီဘက်ကအပြာကတော့အစာကြီးပဲထည့်ပြီးဒီဘက်ကိုကျတော့အစာထည့်လာတဲ့ပလတ်စတစ်ကိုဒီဘက်မှာတုံးဒီဟာကြီးကတော့အိတ်အပြာနဲ့ပေါ့ဒီအိတ်အစိမ်းရောင်တွေပေါ့အဲ့အစိမ်းရောင်တွေကတော့သူကတော့တစ်လုံးကိုအိတ်ခွန်ကြီးပဲ600ရှိတယ်အဲ့ဒါတွေနဲ့လွှတ်နေဟာကတော့အမျိုးအစားခွဲရမလို့ဒီထဲကိုတန်းလွှတ်ရုံပဲတခြားအိတ်နဲ့တည်လာရင်တော့ဒီလိုမျိုးသူ့နေရာနဲ့သူပေါ့ခွဲလွှတ်ရပါတယ်ပလင်းကပလင်းဘူးကဘူးခွက်ကခွက်ကတ်ထူကကတ်ထူပေါ့အဲ့လိုမျိုးခွဲပြီးတော့နှုတ်ရပါတယ်ဟိုးကားပါကင်အပေါ်တောင်တိုင်းကြီးကတော့ကျွန်တော်တိတ်မကြည့်ပြတဲ့နေရာပါအားရယူကြည့်အိမ်ကိုလွမ်းလို့ပါအဲ့တောင်တိုင်းရဲ့အောက်မှာဇောင်းမှာတော့အမြန်လန်းရှိပါတယ်အဝေးပြေးလန်း2လမ်းဖောက်ထားပါတယ်ကျွန်တော်တို့6လွှာကိုအခုတက်လီကာနဲ့တက်မယ်အားလုံးပေါင်းကျွန်တော်တို့တက်ခန်း15လွှာရှိပါတယ်6လွှာကိုတက်မယ်တက်လီကာနဲ့6လွှာကိုတက်ပါပြီ6လောက်ရောက်ပြီ6လောက်မှာတော့2ခန်းရှိပါတယ်ဒါကျွန်တော်တို့တိုက်ခန်း2ခန်းပေါ့ဒီဘက်ကတော့နိုင်ငံသားတွေနေတဲ့ခန်းပေါ့မိသားစုလိုက်ဒါကတော့အောက်ကိုဆင်းတဲ့ရိုးရိုးလီကာပေါ့ရိုးလီကာတော့မသုံးကြပါဘူးဗျတက်လီကာကောင်းတော့တက်လီကာပဲသုံးကြတယ်ဒါကျွန်တော်တို့ပေါ်ကမြင်ရတဲ့ view လေးပါဗျဟိုးမှာစိုက်ခင်းလေးတွေရှိတယ်ဟိုးမှာဒီဘက်ကဒီရှိတဲ့ဒါစာတင်ကြောင်း
ဒီဘက်ကိုကျွန်တော်ရှိုက်မယ်ဆိုရင်ဟိုမှာကျွန်တော်တို့ရဲ့မြို့လေးကိုပေါ်ကနေပြီးတော့ပြော်တို့ရဲ့ရက်ကွက်မြို့နာမည်လေးရောဂျမ်းဖြောင်းရက်ကွက်လို့ခေါ်တယ်ဂျမ်းဖြောင်းမြို့လေးပေါ့ဗျာအမှကျွန်တော်တို့ရဲ့အပေါ်က6လွန်ကနေမြင်ရတဲ့ view လေးပေါ့ဗျာလှမ်းရိုက်ထားတာတောင်နေနဲ့ပါတောင်ပတ်ချလည်းရှိတယ်ကျွန်တော်တို့လုပ်ငန်းခွင်ကတော့ဒီဘက်မှာရှိပါတယ်ဗျာဒါတင်ကြောင်းနောက်တက်မှာရှိပါတယ်အမှပင်လယ်ကန်ဆက်သွားရင်ကျွန်တော်တို့ခန်းကိုရောက်ပါပြီခန်းထဲခါလေးနဲ့ပြပါမယ်ခန်းထဲကိုရောက်ပြီဆိုရင်ဒါကျွန်တော်တို့3ယောက်ကိုငှားပေးထားတဲ့တိုက်ခန်းဖြစ်ပါတယ်ဒါကျွန်တော်တို့ဖနက်ကြီးထားတဲ့ဒါဖနက်ကြီးထည့်တဲ့ဗီဒီယိုဒီဟာကဝင်လာခြင်းဒီမှာတွေ့ရမယ်အခန်းတစ်ခန်းဒီမှာ1ယောက်နေတယ်ကျွန်တော်တို့အိမ်ကကျဲပါတယ်3ယောက်ကို3ခန်းကွက်တီပဲဒါ1ယောက်နေတဲ့အခန်းဒီဟာကတော့ဒီကောင်ကတော့ပုံသုံးတဲ့ရေချိုးကန်းအိမ်သားပေါ့ရေချိုးကန်းအိမ်သားဒီကောင်ကရေချိုးကန်းအိမ်သားဂျာကူစီတစ်လုံးပါမယ်ဒါကတော့အများသုံးပေါ့ဗျာဒါတစ်ခန်းပါမယ်ပြီးရင်ဒီဘက်ကိုလှည့်လိုက်ရင်ကျွန်တော်တို့ဒါကျွန်တော်တို့အေကန်ဟိုကဧည့်သည်လိုင်းလူလာပေါ့ဗျာအိတ်ဖို့အမရှိရတော့ဒါအဝတ်လှမ်းတဲ့နေရာပေါ့ရန်တာဟုတ်ပြီဒါအေကန်ပြီးရင်ဒီဟာကျွန်တော်တို့ရဲ့မီးဟိုဆောင်ဂတ်နဲ့ပေါ့ဗျာဂတ်က၄ဘိုကမီးကို၄ဘို၄ဘိုပေးထားတယ်ဒါရေတန်းဆက်အပူအေးပေါ့ဒါဗကန်စီးတဲ့နေရာဒါတော့အရှိဘက် ရန်တာပေါ့အရှိဘက် ရန်တာဒီဘက်ကခံလေးရ ရန်တာခံလေးမှာကအဝိရှော့ဆက်ထားတယ်ကျွန်တော်တို့ဒီမှာဒါရေကတက်တာပေးထားတယ်ဒါကတော့နောက်တစ်ယောက်ကျွန်တော်ရှာကိုတစ်ယောက်နေတဲ့ခန်းဒါသူခန်းလေးပြီးရင်ကျွန်တော်ခန်းတော့ဒီမှာဒါကတော့မဆာဘာရုံးပေါ့ဗျာဒီမှာတော့အကျယ်ဆုံးခန်းပေါ့ကျွန်တော်နေတဲ့ခန်းဒါတော့ဘာပကသနာမှမရှိပါဘူးဒီမှာကျွန်တော်နေတဲ့ခန်းမှာတော့ရေချိုးကန်းအိမ်သာပါတယ်ရေချိုးကန်းအိမ်သာတွဲလျက်ပါပါတယ်မဆာဘာဒီမှာတော့ဂျာကူစီမပါဘူးရေချိုးကန်းအိမ်သာတစ်ခါလေးတွဲထားတယ်ဒါကတော့ကျွန်တော်ယူကျူးရိုက်တဲ့ခုံလေးပေါ့ဗျာဒါထွိုင်ပေါ့တော့ကျေလို့ပြောလို့ရပါတယ်ဒီမျိုးမှာတော့ကျွန်တော်တို့ခံရတော့အိမ်လာစားကတော့အခု၄သိန်းခွဲကပ်ဖို့ပါညာနဲ့ဆိုတော့5သိန်းကျော်လောက်ကျမှာပေါ့ကျွန်တော်တို့ရှီကတော့တယောက်ကိုတစ်လကို3,300ဖြတ်ပါတယ်4သိန်းခွဲ3,300ကြီးဖြတ်တယ်ပေါ့ဗျာကျန်တာတော့ကုမ္ပဏီက site ပေါ့ကုမ္ပဏီက site ပေးပါတယ်5သိန်းကျော်ကျတဲ့ဟာကိုဒါတော့ဝက်လန်းတဲ့နေရာဒါတော့ကျွန်တော်တို့ပို့ပတ်ချောင်းလမ်းကြည့်တယ်ဒါကျွန်တော်ပေါ်စီရ view လေးပေါ်စီရ view လေးသူတို့ကဒီလိုပဲတောင်တန်းနေကြားထဲမှာကတိကလဆောက်ရတာပါတလောက်5သိန်းပဲထားပါတော့ဗျဗမာငွေနဲ့ဆိုရင်15သိန်းပေါ့တလောက်15သိန်း16သိန်းဝန်းကျင်ကျတဲ့တိုက်ခန်းပါဘုသူရအနေနဲ့ကျွန်တော်မျှဝေတာပါကျွန်တော်တင်ပြခဲ့တဲ့ဗီဒီယိုလေးမှာတော့ကျွန်တော်ပြန်လည်မျှဝေထားတဲ့ဗီဒီယိုလေးထဲမှာတော့ကျွန်တော်ကအခန်းလေးတွေတကားဖုန်းပြီးကျွန်တော်ရိုက်ပြတယ်အဲ့ဒီထဲမှာရှိနေတဲ့ကလက်ထိုင်လေးတွေခုံလေးတွေကကောင်းခုံလေးတွေပါဗျအဲ့ဒါလေးတွေကကျွန်တော်တို့ဝယ်ထားတာမဟုတ်ပါဘူးခုနအောက်မှာကျွန်တော်ပြတဲ့အဲ့ထဲမှာပြထားတဲ့အောက်ကအမိုက်ပေါ်မှာကောက်ထားတာဖြစ်ပါတယ်ဒီမှာပြောင်းသွားတဲ့အိမ်ငှားတွေအင်ရှင်တွေအိမ်ပြောင်းသွားတာတွေရှိတယ်သူတို့ကပြောရင်တိတ်နည်းနည်းမကောင်းတဲ့ဟာတွေထားခဲ့တာပါဗျတချို့လည်းအကောင်းကြီးတွေကိုထားခဲ့တာပါဗျပြီးတော့မှသူတို့ကအသစ်ဝယ်တာတချို့လည်းမပြောင်းမဲနဲ့နေနဲ့သူတို့ကတစ်နေ့တစ်ခါပစ္စည်းကိုလဲသုံးတဲ့ယူဆတွေလည်းရှိပါတယ်နည်းနည်းလေးဟောင်းတာနဲ့ဝယ်ပြီးရင်အသစ်ဝယ်ကျွန်တော်တို့အဲ့ချိန်လေးတွေ့ရတယ်ကျွန်တော်အောက်ကနေပြီးတော့လုံခြုံရေးရှာတောင်းပြီးတော့ကျွန်တော်အိမ်ပေါ်မှာတင်တာပါဘာလို့ဝယ်နေမလဲဗျကျွန်တော်တို့ကဧည့်သည်တွေခဏလောက်ကြတာပဲကျွန်တော်လည်းချိန်တန်လို့အိမ်ပြန်ကြရင်ဒီပစ္စည်းတွေကကျွန်တော်အောက်ကိုပြန်ပြီးတော့ချပေးကြရမှာပါအိမ်ပေါ်မှာထားခဲ့လို့မရပါဘူးအိမ်ရှင်ကမကြိုက်ပါဘူးသူအိမ်ပေါ်မှာအရင်တိုင်းပဲစငားတဲ့ပုံစံတိုင်းပဲအိမ်ဝန်တန်ရှင်းရေးလုပ်ပြီးတော့ပြင်အပ်ခဲ့ရမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုလေးမှာဘုသူဒတစုံတရာရရှိလိမ့်မယ်လို့ကျွန်တော်အများကြီးပြောလင်းပါတယ်စောင့်မျှော်ကြည့်ရှုဖို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်တတာ